အားလုံးပဲမင်္ဂလာပါအခုကျမတို့သွားမယ့်နေရာကတော့ Lorong Halus Rest Bridge ကိုသွားမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာလှပတဲ့တရားနီနီဒဇင်းရှိရပေါ့နော်အဲ့ဒီတရားကြီးကိုသွားပြီးတော့ကြည့်မှာဖြစ်ပါတယ်အဲ့တော့အဲ့နားမှာဘာတွေရှိလဲဆိုတာကျမတို့နဲ့အတူတူလိုက်ကြည့်ပါအောင်လို့ခေါ်ချင်ပါတယ်ကဲ let's goကဲအခုဆိုရင်တော့ကျမပြောတဲ့ Lorong Halus Rest Bridge ကိုရောက်ပါပြီဒီတရားအနီးဖြစ်ပါတယ်ဒီတရားအနီးကဆိုလို့ရှိရင်သူ့ရဲ့တမိုင်းကြောင်းတွေတော့ရှိတယ်ဒါပေမဲ့တမိုင်းကြောင်းတွေတော့မပြောတော့ဘူးเนาะပြောရင်လည်းရှင်တို့လည်းနောက်ထောင်မှာရှည်သွားမှာဖြစ်တော့ကြောင်းအခုတော့ဒီတရားအနီးမှာဓာတ်ပုံရိုက်မယ် TikTok ဆော့မယ်เนาะအဲ့တော့ဆော့ကျင်တဲ့သူတွေလာဆော့လို့ရပါတယ်တရားကြီးကတော့အရန်ကိုလှတယ်เนาะဒါကအပေါ်ကနေပြီးတော့မြင်ရတဲ့ view ပေါ့နော်ဒီအောက်နားလေးတွေကနေလည်းကြည့်လို့ရတယ်ပေါ့နော်ဟိုဘက်အချမ်းမှာနော်အဲ့တော့ဒီတရားနီကြီးကိုလာခြင်းနဲ့ဆိုလို့ရှိရင်လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်အခုတော့ကျမတို့နဲ့အတူတူလိုက်ကြည့်ပေးပါဦးနော်ကဲ let's go အခုဆိုရင်ဒီမှာတရားအရှိကြီးပေါ်ကနေပြီးတော့ကဲဒီနောက်ခံမှာဆိုလို့ရှိရင်ဘာတွေရှိလဲတစ်ချက်ကြည့်လိုက်ပါအောင်နော်ရေပြင်ကျယ်ကြီးပါရေပြင်ကျယ်ကြီးကိုမြင်နေရပါတယ်ဟိုမှာဆိုလို့ရှိရင်လည်းဟိုပါပေါ့ကားလမ်းတွေကိုလှမ်းမြင်ရတယ်ကားလမ်းတရားပေါ့နော်မြင်နေရတယ်နော်အယောင်လှပါတယ်ကဲဒီဘက်အချမ်းမှာဆိုလို့ရှိရင်လည်းရေပြင်ကြီးပါအဲ့တော့ဟိုဘက်ဒီဘက်ရေပြင်ကြီးကိုသူကတရားထိုးထားတာဖြစ်ပါတယ်တရားထိုးထားတဲ့အတွက်ကြောင့်မို့လို့ဒါကတော့အခုကျမတို့လာတာနေကင်းပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့အရန်နေဘူးတယ်ပေါ့နော်ညနေပိုင်းဆိုရင်တော့နေအေးအေးလေးနဲ့အရန်ကိုနေလို့ကောင်းမှသိကြတယ်ဒီမှာကြည့်လိုက်အောင်တစ်ချက်ရေဒီအရန်လှတော့နေရလေကဲဒါကတော့အရှိကို16တဲ့လမ်းပေါ့နော်အရှိကို16တဲ့လမ်းမှာဆိုလို့ရှိရင်အိမ်နေရှိသွားပြီပေါ့နော်ဟိုဘက်ချမ်းမှာကျတော့အိမ် block တွေရှိရပေါ့နော်ဟိုမှာအရန်လှပါတယ်စပိန်လေးနဲ့လာရင်လည်းပို့ပြီးတော့ကောင်းပါတယ်ဒီတရားကစပိန်စီးလို့ရတဲ့တရားပါဒီမှာကငါတော့မြားလို့မရပါဘူးကျမတို့ငါးမြားလို့ရလားလို့မေးတဲ့သူတွေအတွက်ပေါ့နော်ငါးမြားလို့လုံးဝမရပါဘူးဒီတရားမှာနော်ဒီတရားကစပိန်စီးလို့ရတဲ့တရားပါအဲ့တော့စပိန်လေးတွေနဲ့လာမယ်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်ဒါကဟိုဘက်ဒီဘက်ရေတွေပေါ့နော်အဲ့လိုမျိုးအရန်ကိုตายရတဲ့နေရာလေးပါဘာပဲပြောတပတ်တာတော့အလုပ်တွေလုပ်ပြီးတော့ပြင်မနွမ်းနယ်နေတဲ့အချိန်မှာဒီလိုရေပြင်ကြဲကြီးတွေဟလားနော်စိမ့်စုံနေတဲ့တစ်ပင်နေနဲ့နော်ရေပြင်စိမ့်ကြီးတွေကိုကြည့်လိုက်ရင်ဘလောက်များအမောပြေသွားမလဲဆိုတာကိုယ်တိုင်ခံစားကြည့်မှသိမှာနော်ဒါကြောင့်မလို့ပိတ်ရက်လေးတွေမှာဒီလိုမျိုးအလဲအပတ်သွားလာဖို့ဖိတ်ခေါ်ကြပါတယ်ကျမတို့နဲ့လာ join ချင်ရင်လည်း join လို့ရပါတယ်ကျမတို့ကအပတ်တိုင်းထွက်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျမတို့နဲ့ like ရှင်တယ်ဆိုရင်လည်း like လာလို့ရတယ်ဆိုတာလေးကိုပြောချင်ပါတယ်ရှင်ကဲဟိုဘက်မှာတရားလေးပေါ့နော်ပန်းကြံလိုမျိုးတေးသေးလေးတစ်ခုရှိသေးတယ်အဲ့ဒီဘက်ကိုထပ်သွားမယ်ကဲအခုကတော့တရားနီနီကနေပြီးတော့ရှောက်လာတာဆိုရင်ဒီဘက်အချမ်းမှာကကြတော့ဟိုဟာပေါ့ပန်းကြံမီနီပန်းကြံလေးရှိပါတယ်ဒီပန်းကြံလေးကဆိုလို့ရှိရင်ဟိုဘက်အချမ်းထီအောင်ဝင်ပေါ့နော်တရားပတ်လဲကိုသူကဘယ်လိုပြောမလဲလှုပ်ထားတာပေါ့နော်ဒီရေကန်ဘေးပတ်လဲကိုအဲ့လိုမျိုးပေါ့နော်မွေလိန်မွေခောက်လမ်းပုံစံမျိုးပန်းကြံလေးပေါ့နော်အရန်ကိုလှပါတယ်ဒီနေရာလေးကလည်းဒီလမ်းပေါ်မှာတော့စပိန်စီးလို့မရတော့ဘူးထင်တယ်နော်မရတော့ဘူးဒီမှာကြတော့ကဲဒီဘက်မှာဆိုလဲရေကန်ကြီးပြန်လာတယ်ပြီးရင် तू ကဒီတရားတေးသေးလေးက तू ဟိုအပေါ်ကနေပတ်တက်မှာပေါ့နော်ပေါ်ကနေပတ်တက်ပြီးဟိုလိုတစ်ပတ်ကြီးရှိပါတယ်ပေါ့နော်ဒီအပေါ်ကနေပြီးတော့ဒီမှာနော်ဒီကနေတန်းတက်သွားဟိုအပေါ်ကနေမှ तू ဒီလိုတစ်ပတ်ကြီးပတ်ပြီးတော့မှဟိုမှာပြန်ဆင်းပြီးဟိုဘက်ထီအောင်ပတ်လို့ရတယ်အဲ့တော့အဲ့ဘက်ထီအောင်ပတ်လို့ရတယ်အဲ့လိုမျိုး view အရန်လှပါတယ်နော်အေးဆေး
ဟိုတနေကုန်အချိန်ပေးပြီးတော့ပေါ့နော်လဲပတ်ရှင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တပတ်ကြီးပတ်ပြီးလမ်းလျှောက်ပြီးတော့သွားပြီးတော့ပုံလာလာလေးတွေရိုက်လို့ရပါတယ်လို့ပြောချင်ပါတယ်အခုကျမတို့ကတော့တပုံတွေရိုက်ပါမယ်တစ်တော်လေးဆော့ပါမယ်အဲ့တော့ကျမပြောချင်တာကကျမတို့ page လေးကို like and follow လေးနဲ့ support ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ကိုလည်းကျမတို့ရဲ့ page လေးကိုအားပေးပါအောင်လို့ပြောချင်ပါတယ်ကျမတို့မှာလိုအပ်တာလေးတွေရှိခဲ့ရင်လည်းကျမတို့ကိုပြလို့ရပါတယ်ကျမတို့ရဲ့ဗီဒီယိုလေးတွေမှာဗာလေးလိုအပ်ချက်လေးရှိလဲဆိုတာလည်းကျမတို့ထောက်ပြပေးလို့ရပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ရှင်တဒါ